အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။အချိန်ကတော့1945ခုနှစ်ဒုတိယကမ္ဘာစစ်ရဲ့နောက်ပိုင်းကာလတွေဖြစ်ပါတယ်။ American စစ်သားတပ်ဖွဲ့က Fury လို့နာမည်ပေးထားတဲ့တင့်ကားတစ်စီးနဲ့ပွဲတိုင်းကျော်ဖြစ်နေခဲ့ပါတယ်။သူတို့ unit ကိုတော့တက်ကြက်ကြီးထွန်ကားဦးဆောင်နေရပါ။ကျန်တဲ့အဖွဲ့ဝင်3ဦးကလည်းအတွေ့အကြုံရှိစစ်သားတွေကြီးပါပဲ။သူတို့ရဲ့အဖွဲ့ကိုကံအကောင်းဆုံးလို့တခြားသူတွေကဝိုင်းချီကျူးထားကြတာပါ။ဘာဖြစ်လို့လဲဆိုရင်ဘလို့မှမဖြစ်နိုင်တဲ့အခြေအနေတွေကိုအကြိမ်ကြိမ်ရအောင်ကြော်ဖြတ်နိုင်ခဲ့လို့ပါပဲ။ Fury အဖွဲ့ကတင်ကားတက်ခွဲမှာတော့နာမည်ကြီးလာပါ။ဒါပေမဲ့နောက်ဆုံးပွဲမှာသူတို့အဖွဲ့တွေကတယောက်ကကြာဆုံးခဲ့ရတာပါ။အဲဒါကြောင့်ဒွန်းတို့လည်းစခန်းကိုပြန်ပေါင်းသွားခဲ့ပါ။ကြာဆုံးစစ်တီရဲ့အလောင်းကိုနောက်တန်းပြန်ပို့နိုင်အောင်စီစဉ်အပြီးမှာတော့တွန်လဲရှေ့ဆက်ရမယ့်အစီအစဉ်တွေအတွက်တွေ့ရမယ့်သူတွေနဲ့သွားတွေ့နေကြရပါ။ဒီချိန်မှာတော့စစ်ပွဲကပြန်ရောက်လာတဲ့တခြားစစ်သားတွေကိုလည်းပင်ပန်းနေတဲ့ပုံစံတွေနဲ့တွေ့လိုက်ရပါတယ်။တပ်စုတစ်ခုကဂျာမန်တွေကြောင့်အကောင်လုံးဒီပါကြာဆုံးခဲ့တာကိုကြားလိုက်ရချိန်မှာတော့တွန်လဲထိတ်လန့်သွားခဲ့ရတာပါ။ဒါပေမဲ့မာရီကျောင်းရီဖြစ်တဲ့သူ့ရဲ့ပုံစံကိုဟန်မပြတ်ထိန်းထားရပါတယ်။တင်ကားကြလူရှင်းတဲ့နေရာကိုရောက်တော့မှလွတ်လွတ်လပ်လပ်ထိုင်ချပြီးသူ့ရဲ့စိတ်ခံစားချက်တွေကိုရှင်းထုတ်နေခဲ့ရတာပါ။စစ်သားဆိုပေမဲ့တွန်းမှလည်းထိတ်လန့်တတဲ့ခံစားမှုတွေဝမ်းနဲ့တက်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ဒီချိန်မှာနော်မန်ဆိုတဲ့စစ်သားတက်လေးကသူ့စီလာပြီးမိတ်ဆက်ပါတယ်။တကယ်တော့နော်မန်ကလေ့ကျင့်ရေး3လလောက်ဆင်းပြီးရှေ့တန်းကိုရောက်လာခဲ့ရပါ။တိုက်ပွဲအတွေ့အကြုံတွေလည်းမရှိသေးပါဘူး။လာမိတ်ဆက်ရတဲ့အကြောင်းရင်းကကြာဆုံးစစ်သားရဲ့နေရာမှာအစားထိုးဖို့ပါပဲ။နော်မန်ကိုအဖွဲ့ဝင်အဖြစ်လက်ခံဖို့တွန်ကတော့အင်တင်တင်ဖြစ်နေပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့အဖွဲ့ကအန္တရာယ်ရှိပါတယ်ဆိုတဲ့ကိစ္စတွေမှာအမြဲပါနေရလို့ပါပဲ။အဲဒါကြောင့်အသက်ငယ်သေးရဲ့နော်မန်ကိုမလိုအပ်ပဲမစွန့်စားခိုင်းချင်ပါဘူး။ဒါပေမဲ့အမိန့်ကအမိန့်ပဲဖြစ်လို့မဖြစ်မနေလက်ခံခဲ့ရပါတယ်။အဲဒါကြောင့်နော်မန်ကိုလက်ရှိအဖွဲ့သားတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။သူတို့ယူနစ်မှာဆိုရင်ဟာတာညံရှိရဲ့ boy မက္ဆီကန်မျိုးနွယ်ဂေါ်ဒိုနဲ့ရှွန်းနောက်အမြဲပြောတတ်တဲ့ခရီဒီတို့ကြံနေသေးရပါအဖွဲ့ဝင်အသစ်ဖြစ်လာတဲ့နော်မန်ကတော့ဈေးဥပေါအနေနဲ့တင်ကားအတွင်းပိုင်းကိုတန်ရှင်းလုပ်ရပါတယ်တင်ကားအတွင်းပိုင်းရဲ့နေရန်တွေမှာတော့ဓာတ်ပုံတွေကတ်ထားခဲ့ရပါစစ်သားတယောက်စီရဲ့မိသားစုဓာတ်ပုံတွေပဲဖြစ်ပါတယ်တင်ကားတွေကသွေးတွေကိုတန်ရှင်းလုပ်နေရင်ဒီတင်ကားကစက်ပစ္စည်းတစ်ခုတိုက်ခိုက်ရေးပစ္စည်းတစ်ခုဆိုတာထက်ပိုလေးနဲ့တဲ့အတိတ်ပဲတွေရှိသလိုခန်းစားလာခဲ့ရတာပါတကယ်တမ်းမှာလည်းဒီတင်ကားကဒွန်းတို့ယူနစ်အတွက်အိမ်လိုပဲဖြစ်ပါတယ်ဒီတင်ကားနဲ့အတူစိတ်ညစ်စရာအချိန်မျိုးစုံပျော်စရာအချိန်မျိုးစုံကိုဖျက်ဆီးခဲ့လို့ပါပဲတင်ကားစီးနေရင်သွေးနဲ့တွေကိုမခန်းစားနိုင်တဲ့နော်မန်တယောက်အော့အန်ကျင်စိတ်ကိုလည်းမနှဲထင်ခဲ့ရပါတယ်အပြင်ဘက်မှာအေးအေးလူလူနေနေတဲ့တော့ကတော့ဂျာမန်တုံ့ပန်တယောက်ကိုလန့်တွေ့ချိန်မှာတော့ကြာဆုံးသွားတဲ့ရဲဘော်ရဲဘက်ကိုသတိပြန်ရသွားခဲ့ရပါအဲဒါကြောင့်နာကြီးစိတ်တွေထွက်လာပြီးဂျာမန်စစ်သားကိုထိုးကြိတ်မယ်လုပ်နေလို့ကျန်တဲ့သူတွေကဝိုင်းဆွဲထားခဲ့ရပါတယ်တွန်းကရဲဘော်တွေဝိုင်းဆွဲထားလို့တနက်နဲ့ပြစ်မယ်ဆိုပြီးလမ်းယူပြီးမဲ့စိတ်ပြန်ထင်ခဲ့လိုက်တာပါပြီးတော့တနက်ကိုတင်ကားတွေကထွက်လာတဲ့နော်မန်စီလမ်းပစ်ပေးလိုက်ပြီးတနက်အကြောင်းကိုမင်းနေခဲ့ပါတယ်နော်မန်ကကြောင်အားလုံနေချိန်မှာတော့နော်မန်ကိုတနက်အကြောင်းသင်ပေးဖို့ခရီဒီကိုအမိတ်ပေးခဲ့ရပါအဲဒီနောက်မှာတော့သူတို့ယူနစ်အတွက်အမိတ်တစ်ခုကြာလာခဲ့ပါပြီဒီတောင်တွေကတော့တခြားတပ်ခွဲတစ်ခုစီကိုသွားပူပေါင်းရမှာပါအဲဒီမှာလည်းဂျာမန်တွေနဲ့ထိတ်တိုက်ရင်ဆိုင်နေရတာဖြစ်ပါတယ်ဒွန်းတို့ကအားဖြည့်ရဲ့အနေနဲ့စစ်ကိုသွားပေးရမှာပါတခြားတပ်ခွဲကတက်ကြက်ကြီးတယောက်လည်းသူတို့ကားနဲ့ပဲလိုက်လာခဲ့ပါတယ်သူကတော့သွားရမယ့်တပ်ခွဲကိုဥဆောင်ရမယ့်သူပါပဲစစ်ကူသွားရလမ်းတစ်လျှောက်ကတော့စစ်တမ်းကြောင့်ကြေးမွပျက်စီးနေကြရပါစစ်ပေးရှောင်ဂျာမန်ပြည်သူတွေကိုလည်းမျောလင်းချက်မဲ့တဲ့ပုံစံနဲ့လမ်းလျှောက်နေရကိုတွေ့ခဲ့ရပါတယ်ဒွန်းတို့ကစစ်ပွဲရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ပြည်သူတွေကိုပါအနီရဲမှမပေးခဲ့ပါဘူးဂျာမန်အမျိုးသမီးတယောက်ဆိုရင်သူတို့ကိုစိုးရိမ်တဲ့မျက်လုံးတွေနဲ့လှမ်းကြည့်နေကြရပါနော်မန်ကတော့အမျိုးသမီးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်ခရီဒီကတော့ထုံးစံအတိုင်းဟေလာဝါလာလုပ်ပြီးနောက်ပြောင်နေကြရပါတကယ်တော့အဖွဲ့ထဲမှာဟာတာညံရွှေနဲ့ဘွိုက်ကဘာသာရေးကိုင်းဆိုင်သူလည်းဖြစ်ပါတယ်သူကခရီဒီရဲ့ရွှေနောက်ပုံစံတွေမကြိုက်ပါဘူးအခုလိုအမျိုးသမီးတွေကိုစနောက်တာတွေကိုလည်းမသင့်တော်ဘူးဆိုပြီးတားနေခဲ့တာပါခရီဒီကလည်းပြောနေခဲ့လေမန်းလီပြဲလီဆိုတဲ့အချိုးမျိုးဖြစ်တာကြောင့်နှစ်ယောက်ကြားကအခြေအနေတွေကတင်းမာလာခဲ့ပါတယ်ဒီချိန်မှာတွန်ကယူနစ်ကောင်းဆောင်ပြီးနှစ်ယောက်ကြားထဲဝင်ပြီးဘာညာရှိရှောင်ပြောလိုက်ကအခြေအနေကိုထိန်ခဲလိုက်ပါတယ်နောက်ဆုံးအဖွဲ့သားတွေလည်းရေရေမောမောပေါ့ပေါ့ပါပါပြန်ဖြစ်သွားခဲ့ရပါဒီလိုနဲ့သူတို့ရဲ့တင်ကားလေးကလမ်းကြေးတစ်ခုအနားကိုရောက်လာခဲ့ပါတယ်အခြေအနေကိုကင်းထောက်နေတဲ့နော်မန်ကမတင်ကားစရာကောင်းတဲ့အခြေအနေတွေကိုတွေးလိုက်ပေမဲ့ချက်ချင်းသတင်းမပို့ပေပဲတေချာအောင်ကြည့်နေကြရပါတကယ်တမ်းမှာလည်းဒီမတင်ကားစရာကိစ္စကရန်သူတွေရဲ့လှုပ်ရှားမှုဖြစ်နေခဲ့ပါတယ်အကျိုးဆက်အနေနဲ့ရန်သူတွေကစပြီးတိုက်ခိုက်ဖို့အခွင့်အရေးရသွားပြီးသူတို့တင်ကားနဲ့လိုက်လာတဲ့တက်ကြက်ကြီးကလည်းကျသွားခဲ့ရတာပါဒီချိန်မှာတွန်ကကင်းထောက်နေတဲ့နော်မန်ကိုဆူဆဲပြီးရန်သူတွေကိုဒရက်ဆက်ပြန်တိုက်ခိုက်နေခဲ့ပါတယ်
နော်မန်ကတော့ပထမဆုံးအတွေ့အကြုံမှတင်သွေးပြက်ပြီးတုံးလုံးနေခဲ့ရပါနောက်ဆုံးရန်သူတွေပြန်ဆုတ်သွားချိန်မှာတော့ဒွန်တို့လည်းသွားရမယ့်တက်ခွဲရှိရာကိုဥတီလာခဲ့ပါတယ်တစ်ဖက်တက်ခွဲမှာတော့ကပတိန်ဝဂနာကစောင့်ကြုံနေပါတယ်လိုက်လာတဲ့တက်ကြက်ကြီးကြာဆုံးသွားကြောင်းသိလိုက်တော့ဝဂနာလည်းခေါင်းချောက်သွားခဲ့ရတာပါဘာဖြစ်လို့လဲဆိုရင်တက်ကြက်ကြီးရှိမှသာအောင်အဖွဲ့တွေကိုဆက်ဦးဆောင်ခိုင်းလို့ရမှာကြောင်းပါပဲအဲဒါကြောင့်ဝဂနာလေးဆက်လုပ်ရမယ့်ကိစ္စတွေအတွက်ဒွန်းကိုပဲတာဝန်ပေးခဲ့လိုက်ပါတယ်ဒီတာဝန်ကတော့ရန်သူနေမြေတဲ့ပိတ်မိနေတဲ့သူတို့စစ်သားတွေကိုဝင်ကယ်ဖို့ပါပဲတကယ်တော့ဒီလမ်းကြောင်းကအန္တရာယ်များလွန်းလာပါတယ်ဝဂနာရောတွန်ကပါဒါကိုနားလေပေမဲ့မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စဖြစ်လို့အမိတ်အတိုင်းဆက်လုပ်ရှာခဲ့ရတာပါဒီတာဝန်ကတက်ကွင်းတွေထဲဖြတ်သွားရမှာတွေလည်းပါနေခဲ့ပါတယ်ပိုဆိုးရာကရန်သူတွေစီမှာတင်ကားဖြတ်လက်နက်တွေရှိနေရလို့သတင်းကြားထားခဲ့ရတာပါအဲဒါကြောင့်ဒွန်တို့အဖွဲ့လည်းလုံခြုံရေးအသည့်ကိုနှစ်ဆမြင့်ပြီးရှေ့ကိုဆက်ရှိတက်ခဲ့ကြပါတယ်ကံမကောင်းခဲ့ရင်တော့ဒီတာဝန်ကပြန်လန်းမရှိတဲ့အခြေအနေတွေလည်းဖြစ်သွားနိုင်တာပါမိနစ်30လောက်ချီတက်အပြီးမှာတော့သူတို့လည်းတက်ကွင်းကိုဖြတ်ကျော်နေရပါပြီဒွန်တို့တင်ကားတွေကရှေ့ကနေမောင်းနေချိန်မှာရှေလင်းစစ်သားတွေကတော့တင်ကားနောက်ကအကာအကွယ်ယူပြီးချီတက်လာခဲ့ကြတာပါရန်သူတွေကလည်းသူတို့အဖွဲ့ချီတက်လာတာကိုသိနေပြီးတိုက်ခိုက်ဖို့အသင့်ချောင်းနေကြပါတယ်ပြစ်မှတ်ထဲရောက်လာချိန်မှာတော့ဂျာမန်တွေလည်းကရုတ်ချင်းတွေထဲကနေခေါင်းထောင်ပြီးသူတို့အဖွဲ့ကိုအဆက်မပြတ်ပစ်ခတ်နေခဲ့ပါတယ်အဲဒါကြောင့်ဒွန်တို့ကလည်းရှေ့ကနေရန်သူတွေရဲ့နေရာကိုထိုးပေါက်တိုက်ခိုက်နေကြရပါဒီကြားထဲမှာနော်မန်ကကြည်စံပြန်ဖြည့်တာကြာနေလို့အစဲခံလိုက်ရပါသေးရဲ့ဒွန်ကတော့ဆဲရင်ဆိုရင်နဲ့ရန်သူတွေအထိနာစေမဲ့ပြစ်မှတ်ကိုရှာဖွေတိုက်ခိုက်ခဲ့ရပါရန်သူတွေကလက်ဦးမှုယူထားတယ်ဆိုပေမဲ့နောက်ဆုံးမှာဒွန်တို့အဖွဲ့ကပဲတိုက်ပွဲမှာအနိုင်ရခဲ့ပါတယ်အသက်ရှင်ကျန်ရစ်နေတဲ့ဂျာမန်စစ်သားတချို့ကတော့သူတို့ကိုမတက်ဖို့ငိုယိုတောင်းပန်နေခဲ့ရပါဒီချိန်မှာဒွန်လဲနော်မန်ကိုလက်ရဲလာအောင်သင်ငန်းစာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုမှမဟုတ်ရင်နော်မန်ရဲ့တွေ့ဝေမှုကြောင့်သူတို့အဖွဲ့ဒုက္ခရောက်နိုင်ခြေရှိနေလို့ပါပဲအဲဒါကြောင့်နော်မန်ကိုအရှိခေါ်ထုံလိုက်ပါတယ်ပြီးတော့သူ့ရဲ့တနက်ကိုပေးပြီးဂျာမန်တုတ်ပန်းကိုပြစ်တက်ခိုင်းနေကြရပါဒါပေမဲ့နော်မန်ကတော့တွန့်ဆုပ်ဆုပ်ဖြစ်နေရောမှာပဲဒီချိန်မှာဒွန်ကနော်မန်ရဲ့လက်ကိုအပေါ်ကနေစုပ်ကိုင်းပြီးတနက်မောင်းကိုဆွဲချလိုက်တာပါတနက်တန်တဲ့အတူဂျာမန်စစ်သားလေးခေါင်းပွင့်ပြီးလဲကျသွားခဲ့ပါတယ်နော်မန်ကတော့ဒီအဖြစ်ပြက်ကြောင့်တုံလုံးလို့မစုံဖြစ်နေခဲ့တာပါဒီချိန်မှာဘွိုက်တိုကအနားကိုရောက်လာပြီးနော်မန်ကိုဖြောင်းဖြပေးခဲ့ပါတယ်ပြီးတော့စိတ်ငြိမ်သွားအောင်ဆိုပြီးကော်ဖီတွေတောင်ဖြော်တိုက်ပေးနေခဲ့တာပါဒီချိန်မှာရုတ်တရက်ဒွန်ရောက်လာလို့သူတို့တွေလန့်သွားခဲ့ကြပါသေးတယ်ဒွန်ကနောက်ထပ်တာဝန်တစ်ခုထမ်းဆောင်ဖို့အဖွဲ့ကိုအကြောင်းလာကြနေခဲ့ရပါ3နာရီလောက်ချီတက်ပြီးမှတော့မြို့ငယ်လေးတစ်ခုစီကိုရောက်သွားခဲ့ပါတယ်အရက်သားတအုပ်ကိုတွေ့ရချိန်မှာတော့ဒွန်တို့လည်းသတင်းအချက်လက်တွေကိုစုံစမ်းနေရပါဒီချိန်မှာပဲရန်သူကြည်စံတွေထွက်လာပြီးအရက်သားကိုထိမှန်သွားခဲ့ပါတယ်အဲဒါကြောင့်ဒွန်တို့လည်းရန်သူတီနီယာကိုခံမှန်းပြီးပြန်တိုက်ခိုက်နေခဲ့ရပါတိုက်ပေါ်မှာရှိနေတဲ့ရန်သူတွေကိုရောမြေအောက်မှာပုန်းနေတဲ့ရန်သူတွေကိုပါထိထိရောက်ရောက်တိုက်ခိုက်အပြီးမှာတော့အခြေအနေတွေလည်းပြန်ငြိမ်သက်သွားခဲ့ပါပြီဒီတိုက်ခိုက်မှုမှာတော့အတွေ့အကြုံရှိအဖွဲ့သားတွေရဲ့လျင်မြန်တဲ့ဆုံးဖြတ်ချက်တွေကြောင့်အနိုင်ရခဲ့ရပါနော်မန်ကတော့အဲ့ဒါကြောင့် Fury Unit ကနာမည်ကြီးနေရပဲဆိုပြီးတွေးမိနေခဲ့ပါတယ်လက်ကျန်ဂျာမန်တွေကိုရှင်းလင်းပြီးမှတော့အဖွဲ့သားတွေလည်းမြို့ထဲမှာခဏအနားယူကြပါတယ်အေးဆေးဖြစ်သွားချိန်မှာတော့ပြည်သူတချို့လည်းအပြင်ကိုထွက်လာရဲကြပါပြီဒီမြို့ထဲမှာဂျာမန်သူလေးတွေရှိနေလို့တချို့စစ်သားတွေကတော့အကြိုက်တွေ့နေကြရပါပတ်ဝန်းကျင်ကိုလှည့်ပတ်အကဲခတ်နေတဲ့တွန်းကအထက်မြင့်တိုက်ခတ်တစ်ခုရဲ့ပရိပေါက်ကနေသူတို့ကိုချောင်းကြည့်နေရကိုရှိမိသွားခဲ့ပါတယ်အဲဒါကြောင့်နော်မန်ကိုခေါ်ပြီးအဲ့ဒီအခန်းကိုသွားစစ်ဆေးနေကြရပါအခန်းထဲဝင်လိုက်ချိန်မှာတော့အမျိုးသမီးဖြစ်နေရကိုတွေ့လိုက်ရပါတယ်ကျန်တဲ့အခန်းတွေကိုလိုက်စစ်ဆေးကြည့်ချိန်မှာတော့ပုံးနေရဲ့အပြိုပေါက်ကောင်မလေးတယောက်ကိုလည်းထပ်တွေ့ခဲ့ရတာပါဒီဂျာမန်သူတွေကဒွန်တို့ကိုတွေ့ရလန့်နေခဲ့ပါတယ်ဒွန်ကကိုပုံဝပစ္စည်းတွေဖြုတ်ချနေချိန်မှာတော့ပုံလန့်သွားခဲ့ကြတာပါဒါပေမဲ့ဒွန်ကတက်တောင့်တက်တာအနားယူဖို့ဒီပစ္စည်းတွေဖြုတ်ချနေခဲ့ရပါပြီးတော့သူတို့အတွက်စားကြနည်းနည်းပြင်ဆင်ပေးဖို့ခက်အေးအေးပြောခဲ့ပါတယ်ဒီချိန်မှာနော်မန်ကသူ့ရဲ့လျှို့ဝှက်အရေးအချင်းတစ်ခုကိုထုတ်ပြလိုက်လို့ဒွန်လန့်အံ့ဩသွားခဲ့ရတာပါနော်မန်ကအခန်းထဲကဇန်နီယာတစ်လုံးကိုလက်တံကောင်းကောင်းနဲ့တီးခတ်နေတာဖြစ်ပါတယ်မိဖို့ကြောင့်နဲ့ချက်ပြုတ်နေတဲ့အမျိုးသမီး2ဦးကတော့ဇန်နီယာလက်တံကြောင့်အပြင်ကိုထွက်ကြည့်နေကြရပါအမဆိုရဲအပြိုပေါက်မလေးကရုတ်တရက်တချင်းဝင်ဆိုလိုက်ချိန်မှာတော့တာယာတန်တွေပြည့်နေနေတဲ့ဂီတဖျော်ဖြေပွဲအသေးစားလေးပုံစံမျိုးဖြစ်သွားခဲ့ပါတယ်တကယ်တော့နော်မန်နဲ့အမတို့ကတက်တူရွယ်တူလေးတွေလည်းဖြစ်ပါတယ်တချင်းဆိုရင်လည်းနှစ်ယောက်သားကြားမှာခံစားမှုတွေလည်းဖြစ်လာခဲ့ရတာပါဒါကိုနားလည်ရင်တွန်းကလူငယ်နှစ်ယောက်ကိုအခန်းတစ်ခုထဲမှာလွတ်လွတ်လပ်လပ်နေခိုင်းလိုက်ပါတယ်အဲဒီနောက်အမနဲ့နော်မန်တို့လည်းစကားပြောဆိုရင်းကနေချစ်စိတ်တွေရုပ်ဖိတ်လာပြီးချစ်ဆက်လန်းတွေခက်မြင်မြန်ခင်းခဲ့ကြတာပါကိစ္စဝိစားပြီးတော့နော်မန်လည်းခက်ရွှဲရွှဲမျက်နှာနဲ့ထမင်းစပွဲမှာလာထိုင်နေကြရပါအမကလည်းဘေးကနေရှက်သွေးဖြာနေတဲ့မျက်နှာနဲ့လိုက်လာနေခဲ့ပါတယ်အမရဲ့အမေလားအမလားမသိရတဲ့အမျိုးသမီးကလည်းသူတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုကြည်ပြိုနေကြရပါ
တွန်းကတော့စစ်ပွဲတွေကြားထဲမှာကြည်နူးစရာအချစ်ဇာတ်လမ်းလေးတွေ့လိုက်ရပြီဆိုပြီးသူ့ရဲဘော်လေးအတွက်မုဒိတာတွေပွားနေခဲ့ရပါဒါပေမဲ့ခရီဒီတို့ရောက်လာချိန်မှာတော့ကြည်နူးစရာအချိန်လေးတွေကပျောက်ကွယ်သွားခဲ့ပါဘာဖြစ်လို့လဲဆိုရင်သူကအမ်မာရဲ့အလောက်ကိုတွေ့ပြီးအသားယူချင်နေကြရပါဒါပေမဲ့အမ်မာနဲ့နော်မန်တို့ကဇလန်းဖြစ်ပြီးပြီဆိုတာသိလိုက်ရချိန်မှာတော့မစားရတဲ့အမဲတဲနဲ့ပတ်ဖို့ဆိုပြီးသူ့ရဲ့ထုံးစံအတိုင်းရှွတ်နောက်တွေပြောနေကြရပါအဲ့ဒါကြောင့်အမ်မာကလည်းငိုနေကြရပါတွန်းကဝင်တားနေခဲ့ပေမဲ့မီးပေါင်မြင့်နေတဲ့ခရီဒီကလည်းမှုံယိုပြီးပိုဆိုးလာခဲ့ရပါအဲ့ဒါကြောင့်တွန်းလေးစပွဲခုံကိုခက်ကြမ်းကြမ်းပုတ်လိုက်ပြီးစားစရာရှိရာအေးစီစားဖို့ချိန်မောင်းခဲ့လိုက်ပါအဲ့ဒီကကြမှာပဲခရီဒီတယောက်ညှိသွားခဲ့ရပါစားပြီးတောက်ပြီးချိန်မှာတော့တပ်သားတယောက်ရောက်လာပြီးရှေ့ဆက်ဖို့အမိန့်ကျလာကြောင်းသတင်းလာပို့ခဲ့ပါအဲ့ဒါကြောင့်တွန်းတို့လည်းတိုက်အောက်ကိုဆင်းလာပြီးတင်ကားတွေကိုပြင်ဆင်နေကြရပါနော်မန်ကတော့စစ်ကြီးပြီးရင်ပြန်လာမယ်ဆိုပြီးအမ်မကိုလိပ်စာတွေပေးနေခဲ့ပါပြီးတော့တင်ကားစီကိုပြန်လာနေကြရပါချီတက်ဖို့ပြင်ဆင်နေအောင်မှာပဲဂျာမန်တွေရဲ့အမြောက်ဆန်တွေကျလာလို့သူတို့လည်းတင်ကားတွေဝင်ပုံးခဲ့ရပါဖြစ်ချင်တော့အမြောက်ဆန်တစ်ခုကအမ်မာတို့ရဲ့အိမ်ကိုထိမှန်ပြီးအိမ်ပြိုသွားခဲ့ရတာပါနော်မန်ကအမြန်ပြေးပြီးကယ်တင်မှုစ조사ခဲ့ပေမဲ့အမ်မာတို့နှစ်ယောက်ကတော့အပျက်စီးတွေကြားထဲမှာတိတ်ဆုံးသွားရပါပြီအဲ့ဒါကြောင့်ဆက်ရှိတက်တဲ့လမ်းတစ်ချောင်းမှာနော်မန်လည်းကြီးကွဲနေခဲ့ရတာပါဒီမြင်ကွင်းကိုတွေ့ရောဒွန်လင်းမစုရက်တော့ပါဘူးအဲ့ဒီအစားစစ်ပွဲရဲ့အနိဋ္ဌာယုံဆိုတာဒီလိုပဲဆိုပြီးနှစ်သိမ့်ပေးနေခဲ့ရပါဆက်ချီတက်လာတဲ့လမ်းကြောင်းမှာလည်းရန်သူအဖွဲ့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ရတာပါသူတို့လမ်းကြောင်းမှာမဟာမိတ်အဖွဲ့ရဲ့တင်ကားတွေလည်းပါနေခဲ့တယ်ဆိုပေမဲ့တစီပြီးတစီကြရင်ဒွန်တို့ပဲကြံ့ရစ်နေခဲ့ရတာပါဒွန်တို့အဖွဲ့ကတော့ဟန်ချက်ညီညီလှုပ်ရှားရင်ရန်သူတင်ကားတစီကိုချေမုံလိုက်ချိန်မှာတော့အခြေအနေတွေပြန်ငြိမ်သွားခဲ့ပါဒီတိုက်ပွဲမှာတော့နော်မန်ရဲ့အစွမ်းစားတွေကိုလည်းတွေ့လာခဲ့ရပါပြီအမကြောင့်ပိုတန်မာလာတာပဲလားဒွန်ရဲ့အဆုံးမကြောင့်ပိုတော်လာတာလားတော့မသိပါဘူးဒီလိုနဲ့ဒွန်တို့လည်းအမိတ်တိုင်းဆက်ချီတက်ခင်ရတာပါဒီချိန်မှာသူတို့တင်ကားတစ်စီးပဲအသက်ရှင်ကျန်ခဲ့ရလဲဖြစ်ပါဖြစ်ကျင်တော့လမ်းမှာမြေမြုပ်မိုင်းနင်းမိပြီးတင်ကားကချင်းပြတ်သွားခဲ့ရပါဆက်မောင်းဖို့ဆိုရင်ချင်းကိုပြန်ဆက်မရမှာဖြစ်ပါဒါပေမဲ့လည်းသူတို့မှရှိတဲ့ပစ္စည်းတွေနဲ့ချင်းပြန်ဆက်ရင်အချိန်အတော်ကြာနေအောင်မှာဖြစ်ပါအဖွဲ့သားတွေချင်းပြန်ဆက်ချိန်မှာတော့နော်မန်ကတောင်ကုန်းတစ်ခုကိုသွားပြီးကင်းဆောက်နေကြရပါဒီချိန်မှာတော့တင်ကားဥတီယာလမ်းကြောင်းအတိုင်းခြိတက်လာတဲ့ဂျာမန်တပ်ရင်းတစ်ခုကိုတွေ့ခဲ့လိုက်ရပါအဲ့ဒါကြောင့်နော်မန်လည်းတင်ကားစီအမြန်ပြေးလာပြီးသတိပြန်ပို့ခဲ့ရပါဒီသတင်းနဲ့အတူဘာဆက်လုပ်ရမလဲဆိုတဲ့ဆုံးဖြတ်ချက်ကတို့ရဲ့ပခုံးပေါ်ကိုရောက်လာခဲ့ပါပြီဖြူရီကသူတို့ရဲ့အိမ်လိုဖြစ်နေတဲ့အတွက်ဒွန်းကစွန့်ခွာဖို့အစီအစဉ်မရှိဘဲပြန်တိုက်ချင်နေခဲ့တာပါကျန်တဲ့အဖွဲ့သားတွေကတော့တင်ကားကိုစွန့်ခွာပြီးထွက်ပြေးချင်နေကြပါဘာဖြစ်လို့လဲဆိုရင်ဂျာမန်တပ်တွေကအင်အားများလွန်းတာကြောင့်ပါပဲအဲ့ဒါကြောင့်ဒွန်းရဲ့ဆုံးဖြတ်ချက်ကိုsuicide mission ဆိုပြီးဝေဖန်နေကြရပါဒွန်းကတော့ခက်တင်းတင်းပါပဲမင်းတို့ပြေးချင်းပြေးကြငါတယောက်တည်းနေခဲ့ပြီးခံတိုက်မယ်လို့ပြန်ပြောခဲ့ရပါဒီချိန်မှာပဲနော်မန်ကဒွန်နဲ့အတူနေခဲ့ဖို့တင်ကားပေါ်တက်လာခဲ့ပါနော်မန်ကဒီလိုတုတ်ပြန်ချိန်မှာတော့ကျန်တဲ့အဖွဲ့သားတွေလည်းမနေနိုင်တော့ပါဘူးဒွန်နဲ့အတူခံတိုက်မယ်ဆိုပြီးဖြစ်သွားကြပါအဲ့နောက်ဒွန်တို့လည်းရန်သူတွေကိုလှည့်ဖြားဖို့ဗျူဟာဆွဲခဲ့ကြတာပါတေဆုံးနေတဲ့ဂျာမန်စစ်သားအလောင်းတွေကိုယူပြီးတင်ကားပေါ်တင်ကားမိရှို့လိုက်ပါပြီးတော့အားလုံးကတင်ကားထဲဝင်ပြီးကြည်အပြည့်ဖြည့်ခါလက်နက်အားလုံးကိုမောင်းတင်ထားခဲ့လိုက်တာပါပြီးတော့ရဲစေးတင်တဲ့အနေနဲ့လက်ကျန်အရက်ပလင်းတွေကိုမော့နေခဲ့ကြပါလမ်းတိုင်းချီတက်လာရင်ဂျာမန်စစ်သားတွေကဖြူရီကိုတင်ကားအပြက်ကြီးထင်ပြီးခပ်ပော့ချင်းကပ်လာပါပြီးတော့တင်ကားအမုတ်ကိုဖွင့်ပြီးစစ်ဆေးကြည့်ချိန်မှာတော့ဒွန်းတို့အဖွဲ့ကအလေးတိုက်ခိုက်ခဲ့ကြတာပါအဲ့ဒါကြောင့်ရှေ့ပြေးဂျာမန်စစ်သားတွေလည်းအငိုင်းမိသွားပြီးအကုန်ကျသွားခဲ့ပါကံကောင်းတာကတော့ရန်သူတွေမှာတင်ကားဖြတ်လက်နက်တွေမပါလာတာပါပဲဒွန်းတို့အဖွဲ့ကလည်းတင်ကားထဲမှာပဲနေပြီးရန်သူတွေကိုမမေ့မြင်အောင်ချင်းမုံနေခဲ့ရပါဒါပေမဲ့တိုက်ပွဲရှည်ကြချိန်မှာသူတို့အဖွဲ့သားတွေလည်းတယောက်ပြီးတယောက်စတေးသွားခဲ့ရတာပါနောက်ဆုံးဒွန်နဲ့နော်မန်တို့နှစ်ယောက်ပဲကျန်နေခဲ့ပါပြီးတော့ကြီးစံတွေကလည်းကုံတလောက်ရှိနေခဲ့ပါပြီဒီချိန်မှာဒွန်ကနော်မန်ကိုတင်ကားအောက်ကအပေါက်ကနေထွက်ပြေးဖို့ပြောခဲ့ရပါသူကတော့တင်ကားထဲမှာဆက်နေပြီးအပေါက်ကိုပြန်ပိတ်ကရန်သူစစ်သားတွေကိုစောင့်နေခဲ့ပါတင်ကားအောက်ကိုရောက်လာရင်နော်မန်ကတော့မြေကြီးပေါ်မှာပြားနေအောင်ဝစ်နေခဲ့ရပါခဏကြာမှတော့ပြစ်ခတ်တံတွေကြားလိုက်ရပါတယ်။အဲဒီနောက်ဂျာမန်စစ်သားတွေရဲ့စကားပြောတံတွေကိုဆက်ကြားနေခဲ့ရတာပါ။ဒီချိန်မှာခက်ငယ်ငယ်ဂျာမန်စစ်သားတယောက်ကတင်ကားအောက်ကိုတမီနဲ့ထိုးကြည့်ပြီးတုံလုံးနေတဲ့နော်မန်ကိုတွေ့တာပါ။ဒါပေမဲ့သူ့အဖွဲ့ကိုလည်းသတင်းမပို့နော်မန်ကိုလည်းမတတ်တော့ပဲမတိကျအောင်ဆောင်ပြီးထွက်သွားခဲ့ရပါ။ဂျာမန်တွေထွက်သွားချိန်မှာတော့နော်မန်လည်းတင်ကားတွေကိုပြန်ဝင်လာခဲ့ပါ။ဒီချိန်မှာပဲအတန်မဲ့နေတဲ့ဒွန်းရဲ့အလောင်းကိုတွေ့လိုက်ရတာပါ။တုံလုံးနေတဲ့နော်မန်လည်းဒွန်းရဲ့အနီးမှာလဲကျပြီးအိပ်ပျော်သွားပါမနက်မိုးလေးမှာတော့သတိပြန်ရလာပြီးအခြေအနေကိုခဏစောင့်ကြည့်နေကြရပါခဏကြာခြေတံတွေကြားရချိန်မှာတော့ထိတ်လန့်သွားပြီးတနက်ကိုအသင့်ပြင်ထားလိုက်ပါဒီချိန်မှာပဲတင်ကားအဖုံပွင့်လာပြီးတနက်ကင်ထားတဲ့စစ်တီတယောက်ကမြင်ကွင်းမှာပေါ်လာခဲ့တာပါ
ဒါပေမဲ့အမေရိကန်စစ်သားဖြစ်နေချိန်မှာတော့နော်မန်လည်းတပ်ပြင်းချနိုင်ခဲ့ပါပြီ။အဲဒီနောက်ဈေးတပ်သားတွေကနော်မန်ကိုကဲထုတ်သွားခဲ့ရပါ။နော်မန်ကတော့ကြံရည်နေတဲ့ဖြူရီကိုလှမ်းကြည့်ပြီးရဲဘော်ရဲဘက်တွေရဲ့အကြောင်းကိုတွေးနေခဲ့ရင်ဇလန်းလေးလည်းနှီးကုန်းချုပ်သွားခဲ့ပါ၏။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။